ရှင်ကကျမကိုလက်ထက်ချအောင်ရှစ်လသားနှစ်သိန်းကကျမတရက်3စာပဲရှိတာရှစ် ဒါဆိုလည်းလွယ်ပါတယ်တရက်လောက်ပဲလက်ထပ်ပါလားယင် ဘဝတော့အများကြီးတင်ပေးပါတယ်ဒါပေမဲ့ငါဘာမှမမှတ်မိဘူးငါမှတ်မိတာဆိုလို့လာတာထိုးရနဲ့အလုံသားရဲ့ပဲရှိတယ် ဟဲ့မောင်လေးမနက်က9ယောက်ကြာငါနဲ့ရန်ဖြစ်ပြီးယုံသွားမလားအခုငါ့ကိုမက်ဆေ့တွေပို့ပြီးတောင်းမှန်နေ အမေတဲဟုတ်ပါလားဗါတဲ့လေ မင်းကနေ့ကိုညလို့ပြောရင်ကိုညလို့ပဲလက်ခံမယ်ညကိုနေ့လို့ပြောရင်နေ့လို့ပဲသတ်မှတ်ပါမယ်ကိုကိုခွင့်လွတ်ပါကွာအဲ့လိုပို့ထားတာ အဲ့လိုမက်ဆေ့ပို့ရဲဆိုတဲ့ဟွာအယူစိတ်ချမ်းသာရင်တိုင်းပြည်အေဂျင့်တယ်လို့တွေးမိလို့နေမယ် မိုးမလုံတဲ့တန်ကိုအတိုက်မလုံတဲ့ငှက်တွေပဲတည်တယ်လို့မပြည့်စုံတဲ့ဘဝရဲ့တန်ကိုတော့ဆင်းရဲမှုမှသိလိမ့်မယ် စလိုက်ကြရအောင်လူတွေဝိုင်းအောင်ခဲ့မသိရင်ကားတိုက်သွားတဲ့ရောင်မျက်လုံးပြူမျက်စံပြူ